င်္ဂလာပါရှစ်သမီးဖက်ရှင်မှာဖြစ်ပါတယ်ထင်းကြီးလေးကအင်ကြီးပုံနဲ့ရိုက်ကြတာတော့ပြင်းတယ်ပေါ့နော်ဒါပဲနဲ့ရိုက်ရမယ်ကိုလုတ်ကတော့အင်ကြီးလေးတွေပုံရိုက်တင်ခြင်းဖြင့်အလုတ်လုတ်တဲ့ဟိုပေါ့နော်ဘယ်လိုပြောမလဲဟာပေါ်လင်းစေတဲ့သဘောပေါ့နော်ကြော်ညာပေါ့နော်ကြော်ညာတော့သူများကိုပတ်စံပေးကြော်ညာကြမလို့ပေါ့မင်းသမီးသားတွေနဲ့လောတဲ့အဲ့အဆင့်တီမရောက်သေးတဲ့ချိန်မှာကျမတို့ကအင်ကြီးလေးချုပ်တဲ့ခါကြလို့ရှိရင်မရိုက်ဖြစ်တဲ့ဟာလေးလည်းရှိတယ်ရိုက်ဖြစ်တဲ့ဟာလေးလည်းရှိပါတယ်ရှင်ဒီအင်ကြီးလေးကပေါ့နော်အမတယောက်တည်းဖြစ်ပါတယ်ခက်ချောချောမမကြီးတယောက်ဖြစ်ပါတယ်မမကြီးတော့မဟုတ်မမလေးတယောက်ဖြစ်ပါတယ်သူကိုတော့ဘယ်လိုလေးချုပ်ထားလဲဆိုရင်သူကတော့ထမင်းတကွင်းလေးပေါ့နော်ဒါခါရလက်ဆောင်ရတဲ့ဟာလေးကိုအပေါ်ကကာလာလေးထမင်းတကွင်းတော့သူကတော့ဝမ်းဆက်ရတယ်အပေါ်ကကာလာလေးကြဘယ်လိုချုပ်လဲဆိုတော့ sequence လေးကြိုက်တယ်ပေါ့နော် crystal sequence လေးကြိုက်တဲ့လူဖြစ်တဲ့အတွက်အပေါ်ကိုတိတ်ထွေးလိကာကြီးမလုပ်ဘူးရှာစမက်ကပုံစံမျိုးပေါ့နော်အဲ့လိုပြီးတော့ကြောက်ကြောတော့ငုံလာလားအဲ့လိုလေးဖော်ထားပြီးတော့ sequence လေးနဲ့ကြစ်ကြစ်လေးလေးထိုးထားပါတယ်ရှင်လက်ကလေးတွေမှာလည်းထိုးပေးထားပါတယ်နော်တပွင့်ချင်းကိုတည်ချာတော့လောက်ကင်ပေးထားပါတော့နော်ဒါတော့ bloody မျိုးပိုးလေးဖြစ်ပါတယ်လမ်းလေးမှာလည်းဟိုပြောမယ်ဆိုရင်ပြုတ်ထပြီးတော့ဟိုတအားကြီးစိုးဝါနေပုံစံမျိုးတော့မကြိုက်ဘူးနော်ဒါပေမဲ့ဒါပြောမယ်ဆိုတော့ထိုးထားတာတော့ပြုတ်ထနေအောင်ထိုးထားရဲဆိုပေမဲ့တကယ်မှာတော့ရှင်းရှင်းလေးနဲ့ချစ်စရာကောင်းတယ်အဝေးကကြည့်ရင်အငြိမ်လေးပဲတွေ့လားအဝေးကကြည့်ရင်လည်းအငြိမ်လေးပဲပေါ့နော်ဒါနောက်ကျောလေးတွေပါပါတယ်ဒီနောက်ဖက်ကလေးတွေပါပါတယ်နော်ဒါကတော့ तू ကရုံးမနဲ့ site မတော်လို့ဒါလေးကလှုပ်ထားပါနော်ဒီမှာလဲထိုးထားပြီးတယ်ဒီဘက်လေးတွေမှာလဲပါတယ်ပခုံးလေးတွေမှာနောက်ချမ်းလေးတွေမှာလဲအကုန်ပါတယ်ပေါ့နော်ဒီမှာကြဲကြဲလေးပဲဒီ crystal ကို secret လေးရန်ထားတဲ့ဟာလေးကတော့တအားကြီးစိတ်လို့ရှင်လည်းမလှပါဘူးပေါ့နော်ပြစ်ထူကြီးဖြစ်သွားမယ်အဲတော့ကိုကစင်ပြအောင်ပေါ့နော် secret ကတော့တအားကြီးတင်တန်းတက်ပြီးတော့ကြီးကြဲကြဲကြီးမထိုးဘူးပဲနဲ့ထွင်းတော့ထိုးပြစ်လာတာပေါ့နော်လိုအပ်တဲ့အခါကျလို့ရှင်အဲ့လိုမမီတဲ့အခါတော့ကိုယ့်အကိုထိုးရပါတယ်အမိတ်ကလေးကတော့တော်တော်များများဒီလိုစကတ်တွေအကြီးဆိုအမိတ်မထည့်ခြင်းဘူးပေါ့နော်အမိတ်ထည့်တာကိုယ်စိတ်ထဲမှာနည်းနည်းမကြိုက်ဘူးပေါ့နော်ဒီလိုအချိတ်ကဲဒီအလှဖြက်စီးရလို့ခံစားလို့အမိတ်ကိုမထည့်ဘူးဒါပဲနဲ့ဦးနောက်ပိုင်းတော့ဒီအမိတ်ကလေးကိုဘာလို့ထည့်ချုပ်မလဲဆိုတော့သူကဖိတ်နဲ့အမိတ်ကလေးတွေမှာပေါ့နော်အဲ့လို crystal လေးတွေ sequence လေးတွေရန်ထားတာလေးကြည့်အရင်သဘောကျတယ်အရင်သဘောကျတယ်ကိုနည်းနည်းသဘောကျတယ်အဲ့ဒါလေးကိုလည်းလိုချင်တော့အပုံစံမျိုးလေးပေါ့နော်ရန်ပြီးတော့ထုတ်ပေးထားပဲဒါကထိန်မှာပဲဖြစ်ဘယ်အလူပေါ့နော်မင်္ဂလာဆောင်သူကတော့ပြောမယ်ဆိုဘက်စုံဝင်းလို့လှတဲ့အထည်မျိုးလေးပေါ့နော်ကိုကတော့အဲ့လိုမျိုးရည်ရွယ်ပြီးတော့ဖန်တီးပေးထားပါရှင်အပေးရလူတယောက်ချင်းဆိုကျေးဇူးအများကြီးတင်ပါတယ်နော်